ရုံးတက်ရတဲ့ lifestyle ကဘယ်လိုမျိုးလဲဆိုတာကောင်လေးရဲ့ရုံနာကိုလိုက်ကြည့်ဖြစ်ခဲ့ပါတယ်။ရုံနဲ့ဟိုဘက်နီးရဲ့မောနာမှာသူ့ထားခဲ့ပြီးတော့နေကနေ့တာစားလို့တော့ခေါင်းမှဖြစ်ပါတယ်။ရုံဝင်တဲ့လမ်းပေါ့နော်။ရုံက BTN နဲ့ဆိုရင်ဘေဂျင်းကပ်ပဲ။ BTS ဆက်လာတယ်။ဟိုမှာ Starbucks ကဟိုဘက်လမ်းမှာအဲ့ Starbucks မှာသွားခေါ်အောင်ပါပေါ့နော်။လမ်းလျှောက်ပြီးဆင်းလိုက်တော့မယ်။ရန်တွေ့ကျင်နေရတယ်။စားလာပါဗျာ။လုံများနေဆရာမကြီးကိုခဏနေမြင်ရတော့ဟိုးထိတ်ဆုံးမှာထိုင်မအလောက်ရှုံနေလားမဟုတ်တယ်ဘယ်လိုက်တွေ့ပါပြီတပည့်တော်မပြီးလိုက်ရအောင်ပြုံးပြုံးဘာလို့ပြောသူရင်းလိုလမ်းပြီးစိတ်ရှုပ်တဲ့ပုံကြီး surprise ပါကြည့်လိုက်မင်းသားမယ်စားပြီစားပါမယ်ဘောလေးပြခုထိတော့မကုန်သေးဘူးပဲမနက်ကထားခဲ့တဲ့ဟာဟုတ်သေးဘူး I love matcha Okay နေ့လည်စာကိုတော့ကိုရုံးတက်တိုင်းစားနေကြကန်တင်း food court မှာပဲသွားစားခဲ့ပါတယ်အခုဇုံခင်းမြို့ခဲ့ရတယ်ပဲပါယူလေထမင်းစားပြီးသွားရင်တော့သူကလည်းရုံးပြန်မယ်ကိုကလည်းအနည်းငယ်တစ်ပိုင်းပတ်ကြည့်ပြီးတော့ coffee ဆိုင်ပြန်ထိုင်ရင်အလုပ်ပြန်လုပ်ရပါမယ်ညနေ4 နာရီထိလုပ်ရမယ်ပေါ့နော်ကဲခုကတော့အလုပ်ချိန်ပြီးသွားပါပြီပြီးသွားရင်တော့တငယ်ချင်းနဲ့ချိန်ထားတယ်ပြီးရင်ဘိုးလင်းထပ်သွားပြင်ပါပါဟိုနေ့ကဘိုးလင်းပြစ်တာမဟုတ်ဘူးလို့ထပ်ပြီးတာမကြည်ဝဲထပ်နေနေထပ်ပြစ်တာပေါ့နော်အမျက်နှာမပေါ်ဘူးရပြီဟယ်လိုရုံးခွင့်ရတောက်ကြနေဖြစ်နေတော့ဒီနေ့ရတော့ညထိ plan ဆက်ရှိရပေါ့နော်ဘိုးလင်းပြစ်ပြီးတော့ဘေးရဆိုင်ထိုင်တာတော့မရိုက်ခဲလိုက်ရဘူးပြီးလို့ရှိရင်တော့ကျမတို့နောက်ထပ် after plan ဆက်သွားပါအောင်မယ်ဘောဟိုလေရောကျမမြောင်မိုးလဲနဲ့ကျမတငယ်ချင်းမြောင်မိုးလက်ထက်ပူပူကဲနဲ့တွေ့ကြပြီပေါ့နော်မမဒါကမမိုးခင်မဲ့ဒီဗီဒီယိုလေးရလိုက်တာပြီးတော့ဘာဆိုဘာမှမရိုက်နိုင်တော့ဘူးပေါ့နော်